တော်ရုံဆိုမပြောပါဘူးကိုလင်းရဲ့သူကသူ့ရုံးကမိန်းမနဲ့သူကဖောက်ပြန်နေတာကိုလင်းရဲ့ဟုတ်လို့လားခက်ခရဲ့လူလူကအဲ့လိုလုံးမဲ့သူမဟုတ်ပါဘူးဟာကိုလင်းကကိုလင်းတကယ်ချင်းဘက်ကကာပြီးပြောမှာပေါ့သူရှုပ်တာပွေတာကျမအသိဆုံးတေချာစုံစမ်းမအောင်ဟာနင်တို့တွဲလာပဲဒီလောက်ကြာနေပြီဟာအဲ့ဒါကြောင့်ကျမကပူပြီးရင်နားတာပေါ့ကျမတလို့ချစ်ပေးကောင်းပေးပါလေနဲ့ကျမမဘာလို့တလို့လောက်ရရလဲကျမမဘာလို့တလို့ဖောက်ပြန်ရလဲကိုလင်းဖောက်ပြန်တာငါမဟုတ်ဘူးလေဟာနင်ကလည်းသူများတွေကြားဝင်ငါတမျိုးထင်ကုန်မအောင်မတူတူပြောပါဟာကောင်းပါကိုလေးကျမစိတ်မတိုင်းနိုင်ဖြစ်သွားလို့အေးစိတ်ကိုရှော့ဟိုမိမလည်းရီးသားရင်ကိုတုံးရှိတာជីရဲ့နဲ့တက်တက်ကိုစနိုက်ကြော်တာကိုလူကလည်းခြေကျုပ်ကျင်တာကိုလေးသူကသူတို့နေကိုကျမမျက်စိနှလုံးနဲ့ပပင်းမိခဲ့တာကိုလေးဟာဒါဆိုဒီကောင်ဘယ်ကောင်းမလဲအဲ့ဒါကြောင့်ပြောတာပေါ့ကိုလေးငါဘာကိစ္စဖောက်ပြန်ရမှာတော့ငါလုံထဲကခိုင်စုဆိုတာလေသူကသူအေးဆေးနေလူပါကွာအလုပ်ထဲမှာဆိုတော့အလုပ်ကိစ္စဘာညာစကားပြောတော့ရှိမှာပေါ့ဒါကိုဒင်းကတက်ငါ့ကိုပြဿနာလိုက်ရှာနေတာဟာမင်းမဟုတ်ဘဲနဲ့တော့ तू ကဆွဆွဲမလားကွာပြီးတော့သူ့မျက်စိနှလုံးနဲ့တက်အမြင်ခဲ့တာလို့ပြောတာမင်းလေသူစကားဆိုယုံနေသေးတယ်ဖြစ်ပုံကဒီလိုဟေ့မနေ့ကခခငါယုံကိုနေ့လေထမင်းစားလာပို့တော့ကမကိုက်ဘူးဂျာကြီးကဒီဖိုင်လေးပေးခိုင်းလိုက်ပြီဗျာလာကျုပ်စင်းလေးလေဒီညနေပြီးတင်ပေးပါလို့လေမှားတယ်တင်ပေးလိုက်မယ်နော်ဟာနဲ့ဂျာရုပ်ချင်နေကောင်းလားဒီတိုင်းပါပဲလူကြီးဆိုအမြဲပြည့်ရှာပြီးတော့သူတိသူတက်ထောက်ပြလိုက်အောင်ပါဟုတ်ပါပြီးခဲ့ရလားလေစီးရင်နေလောက်တဲ့ဟာအမလေးစပေစင်လေးတစ်ခုစားလိုက်တာမှားလို့ဆိုပြီးတော့အစနေပြန်မြင်ခိုင်းနေတော့ဒါပေါ့မကြီးမတော်တဆဖြစ်တာကွာဒါကိုသူ့ဘက်ကဇွတ်ကိုရီးယားကြီးစံပြီးတော့တွေးချင်ရရှောက်တွေးနေတော့တာငါလဲသူကပတ်ပင်းမိတယ်ပြောတော့တမျိုးထင်လိုက်တာခအဲ့လိုပဲဟေးအောင်အေးငါလည်းမင်းကိုတွေးတော့သူ့เจ้าလေးပြင်ဖွင့်အောင်မယ်ဟိုနေ့ကလည်းကွာခဏလေးရင်ဖွင့်မယ်ဆိုရင်ငါစားစရာလေးတော့မှားပြရစေအောင်ကွာမင်းဟုတ်တာပဲအားနိုင်တာတကယ်ချင်းငါတို့ကလည်းမင်းကိုမဟာမြတ်လက်ဖိတ်တိုင်းမှာခေါ်ပြီးတော့နောက်တစ်ခါပေးလို့ဖြစ်နေတာအားကုန်ရှင်းမယ်တက်ကြော်ထမင်းတုံးနဲ့စိတ်ထောင်းထမင်းနဲ့ချိန်ဆက်ပေးနော်ငါမှလည်းကွာရင်ဖွင့်ကြတကယ်ချင်းဆိုမင်းမရှိတာမဟုတ်ဘူးလားအေးပေါ့မင်းမသိလို့တိတ်တဝင်းတိုးတာငါဆိုရင်ဘယ်ကောင်မလေးတော့မှစကားမပြောရဲဘူးစကားပြောလိုက်တာနဲ့ဟိုဘကကောင်မလေးရပဲငါ့ကိုအထာပေးတယ်လို့ပြူဆွဲတယ်လို့ထင်တိုင်းမထင်တော့တာကွာငါအဲ့သူ့ကိုစိတ်ညစ်တာအတွဲတွေပြဿနာတက်ပြီဆိုရင်လေသူတို့ရင်လာဖွင့်လို့လိုက်ပြီးစိတ်ညစ်ခံပေးရဘယ်သူတွေမှတ်လဲကျွန်တော်တို့လိုတငယ်ချင်းတွေသူတို့လည်းပြန်ဆင်ပြေသွားရောအဖက်လုံးမခံရတာဘယ်သူတွေမှတ်လဲကျွန်တော်တို့ပဲတဲရလေကိုအရန်ချစ်လို့တဝင်တုံးမိတာပါကိုရဲ့စိတ်မဆိုးအောင်နော်စိတ်ဆိုးစရာလားတဲ့အဲ့လိုတဝင်တူတက်တာလေးကိုပဲကိုကချစ်နေရတာတဲရလေကိုနဲ့စိတ်သာကောက်နေရကိုနဲ့မခေါ်တဲ့နေ့ရက်ဆိုရင်လေနေ့လေးစားကိုဘယ်လိုများစားနေမလဲဆိုပြီးတော့စိတ်ပူနေရခါတိုင်းဆိုရင်လေမဟာမြတ်ကဖေးကနေကိုကြိုက်တတ်တာလေးတွေတဲရလာပို့ပြီးနေကြလေဟုတ်တယ်မလားမဟာမြတ်ကဖေးကစားနေတာမြတ်ဟာသူ့ကသူဝယ်စားလေရနေတဲ့ဥစ္စာကိုဘာစိတ်ပူစရာရှိလဲဟာဘယ်တူမလဲကွာငါကောင်ရကိုချစ်သူကလာပို့နေလေစားဆိုတော့ပို့ပြီးတော့ရတာရှိတာပေါ့မင်းကရေးစားမရှိ FA ဆိုတော့ဒါတွေဘယ်ခံစားတတ်ပါ့မလဲနော်ဟုတ်သားပဲကိုလင်းရတယ်ဒီမှာမဟာမြတ်ကဖေးကနေကိုကြိုက်တတ်တဲ့မော်ဒန်ချက်သားလေးတဲမှာပေးထားရကောင်းတယ်ရော့တဲလေးတွေမဟာမြတ်ကဖေးကမှာထားတဲ့ဤကြကွေးအစာတွတ်ပြပြစားမေ့နေတာကိုလင်းတော့လဲနာများဆန်ဆက်လေးမှာထားပေးတယ်စားလိုက်အောင်နော်ကိုလင်းကခွန်ကျွဲမဲ့လို့မရှိဘူးဆိုတော့ကိုပဲစားလိုက်နော်ငါမှလည်းလက်တွေအကောင်းကြီးကိုယ့်အကိုစားနိုင်တယ်နော်မတူပါဘူးဆိုငါကောင်ရမင်းကအစားတော့ပဲရတာခံတတ်တာပါအချစ်ကိုတော့မင်းရတာမခံတတ်သေးပါဘူးနှော့တဲ့ရ
ကိုကိုကြက်ကြက်တဲ့တီးဆောင်တင်ချင်းလေးလည်းမှားထားတယ်ဟမ်ဒီမိမအဆက်ကိုမရှိဘူးရှင်ထိုင်တဲ့ဆိုင်ကြီးကိုလိုက်လာတယ်မြင်လားဟာလေရှင်ဒီမှာရှိတယ်လို့တော့ပြောထားမလား မပြောပါဘူးကွာသူ့အတူလာနေမှာပါ မင်းကသူ့လာတယ်ပြောနေတာ तू ကမင်းစီတက်တက်လာနေတာနော် နင်းကတမျိုး အော်ဟာမခိုင်ဆိုတယောက်တည်းလား ဟုတ် ဟိုအရင်မဟာမြတ်မုန်နေဖျားနာလေမဟာမြတ်ကပေးဆိုင်တက်မှာထိုင်နေကြလားလို့ပါ အော်ခိုင်စွန်အိမ်ကဒီ64 41အိမ်သားမှာလေအာမမြက်ကဖေးကလည်းဒီနားမှာဆိုင်ဝက်တစ်ဖွင့်နေစတာနဲ့ဒီမှာပဲလာထိုင်ပြနေရ အော်အဲ့ဆိုတော့ပဲကျုံလုံးလေးကိုညီတောင်းရအောင်မယ်မခိုင်ဆိုကိုလူလေအလုံးမှာရှူရှူရှက်ရှက်တွေလုပ်ရင်ပြောပါအောင်ကိုလူကိုရီးစားမရှိဘူးထင်နေမှာဆိုလို့ အဲ့ဒါတော့ဘာမှမပူနဲ့ညီမရေညီမပဲကိုညီမပဲကြိုက်တာဘယ်သူမှမကြိုက်ဘူးဒါပေမဲ့ကိုလူဘက်ကကြိတ်မကြိုက်တော့အမလည်းမသိဘူးသွားလိုက်အောင်မယ်နော် 哎呦我的妈！ ဟမ်ရှင်ဘက်ကတော့ရှုပ်ကျင်နေစိတ်ရှိကျင်ရှိနေမှာလို့ပြောတော့တာကြားလားအဲ့ဒါရှင်တို့ easy လောက်ထားလို့ပြင်ပါပေါ့ မင်းကမှလိုက်ကန်းစုမသိသွားမိမှာတော့ဟိုကရွက်ပြီပေါ့ ဟာလေရှင်ကရှင့်ဟာမဘက်ကတိလို့နားနေရလားကိုလေးမြင်လားကိုလေးနဲ့စဉ်းစားကြည့် တကယ်ချင်းငါမားလာကွာပြော ခဏလေးရင်ပွေဆွေးနွေးတိုင်မင်မလို့လားနော်ဒီနေ့ကစားပြီးတော့ရင်ပွေဆွေးနွေးတိုင်မင်မယ်ဆိုရင်မဟာမြတ်ကဖေးကငါစားသမျှအကုန်ရှင်းရမယ်အပြင်ဩဒီမှာ1မိနစ်ကို900တနာရီကို3000ကျမယ်ဗျာကဲအချိန်စပြီဗျာတွန်းလေအမြန်ပြောဩအချိန်ကစနေပြီမဟာမြတ်မုနိဖျားရဲ့အနီးမှာအစားတောင်းတဲ့ဝန်ဆောင်မှုကောင်းတွေကြောင့်10နှစ်တိုင်အောင်မြင်စွာရပ်တည်နိုင်ခဲ့တဲ့မဟာမြတ်ကဖေးနဲ့စားပွဲဆုံးရဲ့ ဆိုင်ခွဲမှတ်နှစ်ကြီးကိုမန္တလေးမြို့ရှေ့ပိုင်းမှာရှိတဲ့ပူဒီစတေအတွက်64လမ်း 41A လမ်းတောင်မှာအသစ်ထပ်မံဖွင့်လှစ်လိုက်ပါပြီရှင် ညီမလက်ဖက်ရတာစစ်စစ်နဲ့တန်ရှင်းလက်ဆက်ပြီးကျမ်းမာရေးနဲ့ညီညွတ်တဲ့စားတော့ဖွယ်ရမျိုးစုံကို ခန္ဓာလာပတဲ့ဆိုင်ခွဲနှစ်မှာလာရောက်သုံးဆောင်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ